စီအောင်ချင်းနဲ့အတူဒီလက္ခဏာတွေတွဲဖြစ်လာရင်ဆေးရုံချက်ချင်းသွားပါစီအောင်တာပဲရေမြများတောက်လိုက်ရင်ပျောက်သွားမှာပါဆိုပြီးပေါ့ပေါ့ဆဆတွေးနေပါသလားတကယ်တော့စီအောင်ချင်းဆိုတာခန္ဓာကိုယ်ထဲမှာပိုးဝင်နေပြီလို့အချက်ပေးနေတဲ့အသံတစ်ခုပါပဲဒီအချက်ပေးတဲ့မြည်နေတာကိုလစ်လူရှူထားမိရင်ရိုးရိုးပိုးဝင်တာကနေကြောက်ကပ်ပျက်စီးတာသွေးထဲပိုးပြတ်နှံ့တာအထိဖြစ်သွားနိုင်ပြီးအသက်အန္တရာယ်ပါစိုးရိမ်ရတဲ့အခြေအနေရောက်သွားနိုင်ပါတယ်ဆေးရုံရောက်မှနောင်တမရရလေအောင်ဆေးအောင်နာနဲ့အတူဘလို့လက္ခဏာတွေတွဲလာရင်အရေးပေါ်အခြေအနေလဲဆိုတာအခုပဲအသေးစိတ်ကြည့်လိုက်ရအောင်ဒီလက္ခဏာတွေရှိရင်10မိနစ်တောင်မဆိုင်ငံ့ပါနဲ့ဆေးရုံသွားတဲ့အရေးပေါ်လက္ခဏာ၄ချက်စီလန်းချောင်းပုံဝင်ခြင်းသည်စီးအိမ်မှတဆင့်ကြောက်ကက်စီသို့ပြန့်နှံ့သွားပါကအောက်ပါပြင်းထန်လက္ခဏာများပြလာတတ်ပါတယ်ကြောနောက်ဘက်နဲ့နံဘက်တွင်ပြင်းထန်စွာနာကျင်ခြင်းစီးအောင်ယုံသာမကပဲခါနောက်ဘက်နံရိုးအောင်နာသို့မဟုတ်နံဘေးတနေရာတစ်ချက်မှာဆူးရှာပြီးအောင်လာပါကပိုးသည်ကြောက်ကက်သို့ရောက်သွားကကြောက်ကက်ရောင်ခြင်းကိုဖြစ်နိုင်ခြင်းအလွန်များပါသည်အဖျားတက်ခြင်းနဲ့ချမ်းတုံခြင်းကိုယ်အပူခြင်းမြင့်တက်လာခြင်းနဲ့အတူချမ်းတုံခြင်းဖြစ်လာပါကပိုးမများသည့်သွေးထဲသို့ပြန့်နှံ့ရန်ကြိုးစားနေပြီဖြစ်ကြောင်းအချက်ပေးနေခြင်းဖြစ်သည်၎င်းသည်သွေးစိတ်တက်ခြင်းအထိဖြစ်သွားနိုင်သည့်အပြင်အရေးပေါ်ကုသမှုလိုအပ်ပါသည်စီးရောင်ပြောင်းလဲခြင်းစီးထဲမှာသွေးစာတွေပါလာခြင်းသို့မဟုတ်စီးရောင်သည်ပန်းရောင်အနီရောင်ဖြစ်နေခြင်းအနေများပါကနောက်ကြီးကြီးဖြစ်နေခြင်းသည်ပိုးဝင်ခြင်းအဆင့်မြင့်ကရောင်ရမ်းမှုပြင်းထန်ခြင်းကိုပြသနေပါသည်ပြုတ်အန်ခြင်းအာရင်ကုန်ခန်းခြင်းမောပန်းနွမ်းနယ်ခြင်းအစာစားခြင်းခြင်းမရှိခြင်းနဲ့အတူအန်ခြင်းမှာဖြစ်လာပါကခန္ဓာကိုယ်ကပိုးကံကိုမခံနိုင်တော့သည့်အခြေအနေဖြစ်၍ဆေးရုံကိုချက်ချင်းတက်ရောက်ကုသသင့်ပါသည်ဘာကြောင့်စီအောင်ရတယ်လဲစီလန်းကြောင့်အတွင်းသို့အပြင်းမဘက်တီးရီးယားများဝင်ရောက်ခြင်းကြောင့်ဖြစ်ရခြင်းဖြစ်ပါသည်အဖြစ်များသည့်အကြောင်းရင်းမှာမှားယွင်းသောတန်ရှင်းရေးစနစ်အင်သာတက်ပြီးတန်ရှင်းရေးလုပ်တဲ့အခါနောက်မှရှိသို့ဆွဲမိကဘာကစအိုးသေးရှိပိုးမွားများစီလန်းကြောင့်တဲ့သို့လွယ်ကူစွာဝင်သွားတတ်ပါသည်ရေတက်ခန်းချောက်ခြင်းရေလုံလောက်စွာမတောက်ပါကစီလန်းကြောင့်အတွင်းပိုးမွားများကိုစီးနဲ့အတူစေးကြောထုတ်ပြရန်ခက်ခဲသွားပါသည်ကြားမခွာခြားချက်အမျိုးသမီးများသည်အမျိုးသားများထက်စီလန်းချောင်းပို့တိုသဖြင့်ပိုးဝင်ရန်ပုံမလွယ်ကူသောသဘာဝရှိပါသည်နံပါတ်3စီလန်းချောင်းကျန်းမာရေးအတွက်လိုက်နာရန်အချက်များယောဂမဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းသည်အကောင်းဆုံးကုသမှုဖြစ်ပါသည်ရေများများတောက်ပါတစ်နေ့လင်အနည်းဆုံး2လီတာမှ3လီတာအထိတောက်ပေးခြင်းဖြင့်စီလန်းချောင်းကိုအလိုလျောက်တန့်စင်ပေးပါသည်စီးမအောင်ပါနဲ့စီးသွားခြင်းစိတ်ပေါ်ပေါက်လာကမအောင်ထားပဲချက်ချင်းသွားပါစီးအောင်ခြင်းသည်ဘက်တီးရီးယားများကိုပွားများရန်အခွင့်အရေးပေးခြင်းဖြစ်ပါသည်မှန်ကန်သာတန်ရှင်းပါအင်သာတက်ပြီးတိုင်းအမြဲတမ်းအရှိမအနောက်သို့သာစေးကြောတန်ဆင်ပါအစားအသောက်ဆင်ခြင်းပါစီးအိမ်ကိုကျိန်းဆက်စေသောကော်ဖီလက်ဖက်ရည်နှင့်အရက်သေးစာများကိုရှော့တောက်ပါကျမရေးဆိုတာပေါ်စားလို့မရတဲ့အရာပါစီးအောင်တာကိုခဏနေရင်ပျောက်သွားမှာပါဆိုပြီးကိုယ့်ဘကိုစီမီတို့တွေနဲ့မကုတ်တာပါနဲ့အထူးသဖြင့်အထက်ကပြောတဲ့အရေးပေါ်လက္ခဏာတွေတွဲဖြစ်လာရင်ဆရာဝန်နဲ့အမြန်ဆုံးပြသပါဒီဗီရုသုတလေးကတင့်မိသားစုဝင်တွေနဲ့တငယ်ချင်းတွေအတွက်အသက်ကယ်ဆေးဖြစ်သွားနိုင်ပါတယ်အခုပဲအလင်းပြဖို့မမေးလိုက်နဲ့အောင်နော်မိတ်ဆွေတို့ရောစီးရဝေဒနာကိုခံစားဖို့ပါလားဘလို့ကုသလို့တတ်တာဝါလဲဆိုတာအခြားသူတွေဘဟုသုတရအောင်ပြောပြပေးသွားပါအောင်ဒီဗီဒီယိုလေးကအသင်အတွက်သုံးဝင်ကွန်မန့်မှာကျေးဇူးလို့ရေးပေးပါပျော်ရွှင်ကြမှာကြပါစေ